အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ audio book 2 channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးခုတစ်ဆက်ပေးမယ်ကတုံးရုပ်ပြပုံမြင်လေးရတော့ဒေါ်ရမ်းချက်ဆိုရဲကတုံးရုပ်ပြပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မသေးစခင်မေလေးရဲ့ audio book 2 channel လေးကို like and subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်အပြိုကြီးတော်ဖြူတော့ရဲ့ထမင်းဆိုင်လေးဟာလဲရကောင်းကဟင်းမျိုးစုံရတာမို့ရအောင်ကောင်းပြီးနာမည်ကြီးနေရပါတယ်ရင်းနှီးရဲ့ဖောက်တဲ့တချို့ကမချက်တဲ့နဲ့ရက်ချက်ထားတာစားကောင်းတယ်ဗျာတော်ဖြူတော့ကတော့စိတ်မဆိုးတဲ့အပြင်စားကောင်းတယ်ဆိုရင်တင်နဲ့နေဤလူရာရှိရင်ပြောပါနော်အဲဒီနောက်မှာတော့ဖြူတော့နာမည်ပြောက်ပြီးဒေါ်ရမ်းချက်လို့အမည်တွေနေတော့တဲ့ကောင်းပေမဲ့ဆံဝင်တန်းနေပါကြောင့်လက်မလဲဘူးကြားလိုက်တာကွာစပွဲတပွဲမှာထားတာကြားနေပြီဟုတ်ကဲ့လာပါပြီဒေါ်ရမ်းချက်ကလည်းဒီလိုက်ရောင်းကောင်းတာကိုလူမခေါ်ဘူးခေါ်ပါရဲ့ဟဲ့ငါဆိုင်မှာဝင်နှမ်းမမြဲဘူးဆိုင်မှာဝင်နှမ်းမမြဲရခြင်းအကြောင်းရှိတယ်အလုတ်သမားတွေကိုထမင်းကျွင်းရင်အတမကျွေးပဲအယိုးကိုသာကျွေးတယ်ကြက်မအယိုးလူမအမျိုးတယ်စားအယိုးများစားငါဟင်းကျွေးရည်လေခေါင်းဝတ်သာရွေးပြီးကျွေးတယ်ခေါင်းစားရဲ့မင်းဖြစ်တယ်ကြာလာတော့အလုတ်သမားတွေရဒေါ်ရမ်းချက်ရဲ့ထမင်းဆိုင်မှာမလုတ်ချင်တော့ဘူးကက်ဆက်နဲ့ကိုရကြီးမလုတ်တော့ဘူးတက်တာရွာပြန်မယ်ဒီနေ့မှာတော့ဒေါ်ရမ်းချက်ဟာတော့ကတူမလေးရွှေမိကိုခေါ်လိုက်တယ်လာတူမကြီးရွှေမိဟာဆိုင်မှာရောင်းကောင်းပေမဲ့အလုတ်သမားအမြဲရတဲ့အကြောင်းကိုသိသွားတယ်နေနဲ့အယိုးနဲ့ကောင်းမဲ့ကျွေးရဲ့မမရွှေမိအိုးစိတ်စေစနာကောင်းတဲ့ရွှေဖီလေးဟာလုတ်သမားတွေကိုတနာသွားတယ်ဒီနေ့မှာတော့ဒေါ်ရမ်းချက်နေမကောင်းဖြစ်တယ်ကောင်းတယ်မူးလိုက်တာကျွတ်ရွှေမိရေဆိုင်ကိုသမီးပဲစီမံလိုက်တော့ဒေါ်လေးနာအောင်မယ်ဟုတ်ဒေါ်လေးရွှေမိဟာဆိုင်မှာငါးကောင်းတယ်ကြက်ရိုးတွေကိုသာချက်ပြုတ်ထားလိုက်တယ်ထမင်းလာစားတယ်ဖောက်တယ်တွေကဒေါ်ရမ်းချက်တက်သားကအယိုးချေပါလားအာဟုတ်ပငါဟိုင်းနေရလဲအယိုးနဲ့ကောင်းနေပဲဘယ်လိုစားရမှာလဲဆိုင်ထဲမှာစူညံတန်တွေကြလာတော့ဒေါ်ရမ်းချက်ထလာတယ်ဘယ်လိုဖြစ်တာလဲဟင်းအိုးထဲမှာအယိုးချေပါလားရွှေမိဘယ်လိုလုပ်လိုက်တာလဲအသားတွေမချက်ဘူးလားဒေါ်လေးပဲကြက်မအယိုးလူမအမျိုးဆိုလို့အယိုးတွေပဲချက်ထားတာပြီးတော့ကောင်းစားရဲ့မင်းဖြစ်တယ်ဆိုလို့ငါးကောင်းတွေပဲချက်လိုက်တာပါဒေါ်လေးငါတိပါပြီရဲ့ငါရဲ့တကူကောင်းဆိုင်မှုကြောင့်အလုတ်သမားတွေကိုငါစွန့်ခွာသွားခဲ့တာပါရွှေမီလဲချစ်ပြီးဖယ်ထားတဲ့အသားငါးဟိန်းတွေကိုဝမ်းသာအားရချပေးလိုက်တယ်နောင်တရတော့ရဲ့ဒေါ်ရမ်းချက်ရဲ့ထမင်းဆိုင်လေးဟာအလုတ်သမားတွေဝေးစီနဲ့အောင်မြင်ကြီးပွားတော့တဲ့အလုံးကိုကျေးဇူးများတင်ပါရှင်မေလေးခုတင်ဆက်ပေးတဲ့ကတုံးရုပ်ပြပုံမြင်လေးကတော့ဒေါ်ရမ်းချက်ဆိုတဲ့ကတုံးရုပ်ပြပုံမြင်လေးပဲဖြစ်ပါရှင်ထပ်ပြီးနားစီခြင်းတော့မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနဲ့ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါရှင်